ဖျားရှင်အားတပ်ဖြတ်ရန်ဒေဝရဤကြိုးပမ်းမှုကိုအကြောင်းပြု၍ဤအတိတ်ဇာတ်ကြောင်းကိုဖျားရှင်ဆောင်တော်မူသည်ပါရဏတိပြည်၌ဇမရမင်းစိုးဆန်စဉ်ဖျားလောင်းသည်မိခွေမင်းဖြစ်နေသည်သူဤနေရဌာနမှာပါရဏတိမှတုတ်တန်တော်ဖြစ်သည်နောက်လိုက်မိခွေပေါင်းများစွာလည်းရှိသည်တနေ့ပါရဏတိပြည်သူတို့ပျော်ပွဲရှင်ပွဲဖြစ်တေးတောက်ပွဲကျင်းပစဉ်အရက်သမားတစ်ယောက်သည်အဖော်ဖြစ်သူအားအမည်စားရန်အမဲတောင်းလေသည်အဖော်ဖြစ်သူကအမဲကုန်ပြီဟုပြော၍အရက်သမားကငါအသက်ရှင်ရက်တည်နေသေးသမျှအမဲကုန်သည်မရှိစေရဟုဆိုကာလက်ရိုက်ကိုကောက်ကင်ပြီးမြို့မှထွက်လျက်တုတ်တန်သို့လာခဲ့သည်သူသည်တုတ်တန်တနေရာတွင်သူတေဟန်ဆောင်၍ပက်လက်အိလျက်လက်ကမူလက်ကင်တုတ်ကိုမြဲစွာကင်ထားသည်ဖျားလောင်းမိခွေမင်းသည်နောက်လိုက်များနှင့်အတူတုတ်တန်သို့ရောက်လာလေသည်အရက်သမားကိုသူတေမဟုတ်နိုင်ဟုတွက်ဆပြီးတေချာရန်အနီးသို့သွားကလေအောက်မှအနက်ခံကြည့်သည်သူတေမဟုတ်ကြောင်းခိုင်လုံစွာတည်သွားခဲ့သည်ဖျားလောင်းမိခွေမင်းသည်တရွေ့ရွေ့နှင့်အရက်သမားအနီးသို့တိုးကပ်သွားခဲ့ပြီးလက်ကင်တုတ်၏ထိတ်ဆုံးကိုကိုက်ဆွဲလိုက်သည်အရက်သမားကဒုတ်ကိုမြဲစွာကင်ထားသဖြင့်သူ့ဘက်သို့ပါမလာပေတို့ဖြင့်မိခွေမင်းသည်ခက်လန်းလန်းမှရက်ကအိုယောက်ျားတင်သည်တေပြီးသူဖြစ်ပါလျင်လက်ကင်တုတ်ကိုမြဲစွာကင်ထားမည်မဟုတ်တင်သည်သူတေမဟုတ်ကြောင်းငါသိသည်ဟုပြောဆိုသောကြောင့်ရက်သမားသည်မြေခွေးကိုလက်ကင်တုတ်ဖြင့်လှမ်း၍ပြစ်ခတ်လိုက်သည်လက်ကင်တုတ်သည်မြေခွေးကိုမထိပဲလွဲချော်သွားခဲ့သည်ထိုအခါမြေခွေးမင်းကအိုယောက်ျားတင်သည်ငါ့ကိုကလွဲချော်သွားခဲ့ပြီငရဲကိုတော့လွဲချော်လိမ့်မည်မဟုတ်ဟုဆိုလျက်တောထဲသို့ပြန်ဝင်သွားခဲ့သည်